မိတ်ဆွေတို့အနေနဲ့ငါကတော့ဘာလို့လို့ကံမကောင်းပါဘူးကွာငါစီကိုကံကောင်းခြင်းတွေရလဲဘယ်တော့မှရောက်မလာဘူးဆိုပြီးတော့ကိုစိတ်ပြက်ဖူးပါသလားအားငယ်ဖူးပါသလားနော်လူတော်တော်များများကဒါကံကောင်းခြင်းဆိုတာမွေးရပါလာတဲ့အရာဒါမှမဟုတ်လို့ရှိရင်တိုက်ဆိုင်မှုတစ်ခုဆိုပြီးတော့ပဲထင်နေကြပါတယ်အဲ့တော့တော်တော်များများလည်းဒါတွေးဘူးကြပါလိမ့်မယ်ဟာတချို့သူတွေများကံကောင်းလိုက်ကြတာသူတို့များကံကောင်းလိုက်ကြတာဆိုတဲ့အတွေ့အမျိုးတွေဒါမိတ်ဆွေတို့အနေနဲ့တွေးမိကြပါလိမ့်မယ်နော်ငါကြတော့ဘာဖြစ်လို့မြန်ကန်ဆိုးနေရတာလဲကံမကောင်းရတာလဲဆိုပြီးတော့တွေးဘူးကြပါလိမ့်မယ်တကယ်တော့ဗုဒ္ဓဘာသာအယူအဆနဲ့ကျွန်တော်တို့မြမရိုးရာဓလေ့ထုံးတမ်းနေအရာကံဆိုတဲ့အရာပေါ့နော်ကံဆိုတာကပြုပြင်လို့ရပါတယ်အဲ့တော့ကံဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအလုတ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်နော်အဲ့တော့အတိတ်ကကိုကဘာတွေလုပ်ခဲ့လဲဆိုတာကိုပြောင်းလဲလို့မရပါပဲလေအခုပစ္စုပန်နော်မိမိအသက်ရှင်နေထိုင်နေတဲ့ကာလမှာမိမိရဲ့အလုပ်မိမိရဲ့ကံတွေကိုဒါပြုပြင်လိုက်မယ်ဆိုလို့ရှိရင်ဒါကံစားတာဆိုတာချက်ချင်းကိုပြောင်းလဲသွားတတ်တဲ့သဘောတရားရှိပါတယ်အဲ့တော့မိမိစီကိုကံကောင်းခြင်းတွေเนาะအောင်မြင်မှုတွေเนาะစတာတွေလက်လာပါတွေเนาะဒါတော်ဟောဝင်လာစေဖို့အတွက်လက်တွေ့ပြုပြင်လို့ရနိုင်တဲ့အစွမ်းထက်ကံပြုပြင်နည်း၄သွယ်ရှိပါတယ်เนาะဒီ၄မျိုးကိုကျွန်တော်ဒါမျှဝေပြီးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုနားဆင်ပြီးဖို့အတွက်လည်းကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကံကိုပြုပြင်ခြင်းနော်ဒါဘာလို့ဆိုရလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားနော်မိမိရဲ့စိတ်နေစိတ်ထားကိုပြောင်းလဲခြင်းပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနော်တရားတရားတွေနော်ဒါဟောတဲ့အခါမှာလဲစိတ်သာလင်ဒါအဓိကကြတယ်ဆိုပြီးတော့ဟောကြားခဲ့ပါတယ်နော်အဲ့တော့ကံအားလုံးရဲ့နော်ကျွန်တော်တို့တွေကံအားလုံးရဲ့မြစ်ဖြားခံရာကကျွန်တော်တို့ရဲ့စိတ်ပဲဖြစ်ပါတယ်အဲ့တော့မိမိရဲ့စိတ်ထဲမှာအမြဲပူလောင်နေမယ်ဆိုလို့ရှိရင်ဒါကံကောင်းခြင်းတွေဝင်လာဖို့အတွက်လမ်းပိတ်သွားပါလိမ့်မယ်ဒီတော့မိတ်ဆွေတို့အနေနဲ့မိမိရဲ့စိတ်ကိုဘယ်လိုပြုပြင်မလဲပေါ့နော်အဲ့တော့ပထမဦးဆုံးအနေနဲ့ဂျေစုတည်တတ်တဲ့စိတ်ကိုမွေးမြူပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကိုဘယ်လိုမွေးမြူရမလဲဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့မနေ့အိယာထထခြင်းပေါ့နော်အိယာနုံနုခြင်းမှာအဲ့တော့ကိုယ်မှမရှိတာတွေကိုကိုယ်ကတွေးပြီးတော့မှဒါစိတ်ညစ်နေမဲ့အစားကိုယ်မှရှိနေတဲ့ကောင်းမွန်တဲ့အရာတွေပေါ့နော်ဥပမာဒါဒီနေ့မနေ့နော်ကိုကကြမ်းကြမ်းမှမှနဲ့နိုးထားခွင့်ရတယ်နော်ကိုကိုချစ်တဲ့မိသားစုရှိတယ်ပြီးတော့ကိုမှစားစရာတွေရှိတယ်ဒါလေးတွေကိုတွေးပြီးတော့ရင်ထဲကနေပြီးတော့မှလိုက်လဲကျေးဇူးတင်တတ်ဖို့လိုပါတယ်အဲ့တော့ဒီစိတ်ဟာဒါကံကောင်းခြင်းကိုဖိတ်ခေါ်တဲ့တန်လိုက်အိမ်မြောင်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကနော်မိမိမှာမရှိတဲ့နော်အရာကိုတောင်းတပြီးတော့မှဒါစိတ်ညစ်နေမဲ့အစားပူဆွေးနေမဲ့အစားဝမ်းနေတော့ကရောက်နေမဲ့အစားကို့မှာရှိနေတဲ့လက်ရှိပိုင်ဆိုင်ထားတဲ့အရာနော်ကိုဘေးနားမှာရှိနေတဲ့ကိုချစ်ခင်ရတဲ့မိသားစုကိုချစ်ခင်ရတဲ့သူနော်ကို့မှာရရှိထားတဲ့ကျမ်းမာရေးပေါ့နော်ဒါတွေကိုကိုကဒါဂျေဇုတည်တတ်တဲ့စိတ်ကိုမွေးမြူပေးရမှာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကျွန်တော်တို့မုဒိတာပွားခြင်းပဲဖြစ်ပါတယ်အဲ့တော့မုဒိတာပွားတယ်ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေပတ်ဝန်းကျင်မှာသူတစ်ပါးတွေအောင်မြင်နေတာအဆင်ပြေနေတာမြင်လို့ရှိရင်မနာလိုတဲ့စိတ်နော်သူ့ကိုမကောင်းမြင်တဲ့စိတ်အပြစ်မြင်တဲ့စိတ်တွေလုံးဝမထားပါနဲ့အဲ့တော့သူ့ရဲ့ကြီးပွားမှုတိုးတက်မှုသူ့ရဲ့အောင်မြင်မှုကိုမိမိကစိတ်ရင်းမှန်မှန်လေးနဲ့ဝမ်းမြောက်ဝမ်းသာပြုပေးရမှာဖြစ်ပါတယ်နော်အဲ့တော့သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းမြောက်ပေးတဲ့နော်ဝမ်းသာပေးတဲ့မုဒိတာထားပေးတဲ့နော်စိတ်ဟာမိမိစီကိုလည်းအဲ့ဒီအောင်မြင်မှုမျိုးတွေနော်အဲ့ဒီအစဉ်ပြေမှုမျိုးတွေနော်ဒီလိုမျိုးတွေရောက်လာအောင်လမ်းခင်းပေးလိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်အကောင်းမြင်စိတ်လည်းများများမွေးမြူပေးဖို့လိုပါတယ်အဲ့တော့မိတ်ဆွေတို့ရေဘဝမှာအခက်အခဲတွေကြုံလာတဲ့အခါကြလို့ရှိရင်ဟာငါတော့ကန်ဆိုးပြန်ပြီနော်ငါတော့ဒုက္ခရောက်ပြီလို့ဒါညှိတွားမယ်အစားငါဒီအခက်အခဲတွေကနေပြီးငါဘာသင်ခန်းစာရမလဲနော်ဒါပြီးလို့ရှိရင်ဒါငါအတွက်ပို့ပြီးတော့ကောင်းတာတွေဒါရောက်လာတော့မှာပါဆိုပြီးတော့ပြောင်းလဲပြီးတော့မှကိုကအကောင်းမြင်စိတ်နဲ့တွေးတောပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအကောင်းမြင်စိတ်နဲ့ကိုယ်စီရောက်လာတဲ့အခက်အခဲတွေကိုမိမိကပြောင်းလဲလိုက်တာ ਨੇ နော်မိမိရဲ့ကံစားတာနော်မိမိရဲ့ကံမိမိရဲ့အလုပ်ကလည်းတဖြည်းဖြည်းနဲ့ပွင့်လန်းလာမှာပဲဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့ရဲ့ဝစီကံကိုလည်းကျွန်တော်တို့ပြုပြင်ပေးရပါမယ်နော်အဲ့တော့ဝစီကံပြုပြင်ရင်နော်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ရဲ့နှုတ်ထွက်စကားဆင်ခြင်ခြင်းဖြစ်ပါတယ်အဲ့တော့မြန်မာစကားပုံမှာရှိကြပါတယ်အဲ့တော့မိတ်ဆွေတို့လည်းကြားဘူးကြပါလိမ့်မယ်နှုတ်ကြောင့်တည်လက်ကြောင့်ကြည်ဆိုတာရှိတယ်လို့ပဲနော်အဲ့တော့နှုတ်ချိုရှိုးတပါးဆိုတာလည်းရှိပါတယ်အဲ့တော့ကိုပြောလိုက်တဲ့စကားလုံးတိုင်းဟာနော်ကိုယ့်ရဲ့ကံအပေါ်မှာဓာတ်ရိုက်တက်ရောက်မှုရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကံပွင့်ကျင်နေဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့
ချိုတာအေးမြတဲ့စကားပိယဝါစာပေါ့နော်ဒါကိုကျွန်တော်တို့ပြောဆိုပြဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စကားကိုဒါဘေးလူတွေနားထောင်ရတာစိတ်ချမ်းသာမယ့်စကားနော်ကိုကတခြားသူကိုအားပေးတဲ့စကားချီးမွမ်းစကားတွေကိုပဲပြောဆိုပေးပါအဲ့တော့ဆဲဆိုတာတွေနော်အော်ဟစ်တာတွေနော်ဒေါသတကြီးနဲ့အော်ဟစ်ပြောဆိုတာတွေဟာမိမိရဲ့ဖုံးကံကိုလည်းဆုပ်ယုပ်စေနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ဒါအတင်းအဖျင်းပြောခြင်းနဲ့ကောလာဟာလာတွေကိုရှောင်ကျဉ်ခြင်းပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့သူတစ်ပါးအကြောင်းမကောင်းပြောတာတွေနော်အပြစ်ရှာတာတွေနော်အပြစ်ရှာပြီးပြောတယ်အတင်းတုတ်တာပေါ့နော်ပြီးတော့ဂုံတိုက်တာတွေပေါ့နော်အဲ့တော့တယောက်နဲ့တယောက်အစင်မပြေဖြစ်အောင်ဂုံတိုက်တာတွေဒါတွေလုပ်မယ်ဆိုလို့ရှိရင်မိမိရဲ့လက်လာပါကိုပိတ်ဆို့စေတတ်ပါတယ်အဲ့တော့သူတစ်ပါးကိုပုတ်ခတ်ပြောဆိုလိုက်တဲ့စကားလုံးဟာတနေ့မှာမိမိစီကိုကန်ဆိုးမှုနဲ့အတူပြန်လဲရိုက်ခတ်လာတတ်တယ်ဆိုပြီးတော့လည်းဆိုထားပါတယ်။နောက်မိတ်ဆွေတို့တဲ့အရေးကြီးဆုံးကတော့မင်္ဂလာစကားကိုအမြဲတမ်းပြောဖို့ပဲဖြစ်ပါတယ်။အဲ့တော့လူတော်တော်များများဟာမလွယ်ပါဘူးကွာ။စင်မပြေပါဘူး။နော်။ငါပျက်စီးပါပြီဒုက္ခပါပဲနော်။ငါတော့ဒုက္ခရောက်တော့မှာပဲငါတော့ငတ်တော့မှာပဲဆိုတဲ့စကားလုံးတွေကိုဟာတာအနေနဲ့ပဲဖြစ်ဖြစ်နော်ဒါအလွယ်တကူပြောဆိုတတ်ကြပါတယ်။အဲ့တော့ဒီစကားတွေဟာဒါကျွန်တော်တို့မြမရွေရယူဆမှာအမင်္ဂလာစကားတွေဖြစ်ပြီးတော့မှဒါကိုယ့်ရဲ့ကံကိုကိုယ်တိုင်ပိတ်ပစ်လိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်เนาะအဲ့လိုပြောမဲ့အစားဒါငါအဆင်ပြေသွားမှာပဲเนาะငါလုံနိုင်ပါတယ်เนาะငါအောင်မြင်ရမယ်เนาะစတဲ့အပြုသဘောဆောင်တဲ့မင်္ဂလာစကားလုံးတွေကိုပဲနေ့စဉ်သုံးလုံးပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ငါအဆင်ပြေပြီเนาะငါမှာဒုက္ခဆင်းရဲတွေမရှိတော့ဘူးနော်စသဖြင့်မင်္ဂလာစကားတွေပြောပြရမှာပါနော်ဒီလိုမျိုးနေ့စဉ်သုံးလုံးပြောဆိုခြင်းအပြင်ကိုပြောတဲ့အတိုင်းပဲကိုယ့်ရဲ့ကံတရားကလည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်နောက်တတိယနည်းလမ်းကတော့ဒါမိမိကိုယ်တိုင်ပေါ့နော်လက်တွေ့ပြုလို့ရမယ်ဒါကာယကံပြုပြင်ခြင်းပဲဖြစ်ပါတယ်နော်ဒါကတော့ကောင်းမှုကုသိုလ်တွေကိုမိမိကိုယ်တိုင်ပြုလုပ်ခိုင်းတာနော်ဒါကိုယ်တိုင်စိုက်ပျိုးခိုင်းတာပဲဖြစ်ပါတယ်အဲ့တော့ပထမအဆုံးကတော့ကျွန်တော်တို့ဒါနဆိုတဲ့ပေကံစွန့်ကြဲခြင်းပါနော်အဲ့တော့လူတန်းနေဆိုတာကငွေကြေးအများကြီးရှိမှလုံနိုင်တာမဟုတ်ပါဘူးနော်တက်နိုင်တဲ့လောက်နော်900 1000နော်စသဖြင့်စေတနာတန်တန်နဲ့လှူနိုင်တန်းနိုင်ပါတယ်နော်အဲ့တော့ငွေကြေးမတက်နိုင်ရင်တော့မှဒါလမ်းပေါ်မှာရှိနေတဲ့ကျွန်တော်တို့ဂဲလုံးတွေဖယ်ပေးတာမျိုးတွေစူးညောင်းကလုတ်တွေဖယ်ပေးတာမျိုးတွေနော်အမိုက်တွေကောက်ပေးတာမျိုးတွေနော်ပြီးတော့တက်ကြီးရွယ်အိုတွေကိုဒါကုညီစောင့်ရှောက်ပေးတာမျိုးတွေနော်ဒါတွေကိုကျွန်တော်တို့ကကာယဒါနမြောက်ပြီးတော့မိမိရဲ့ဒါစိတ်ရင်းစေတနာနဲ့လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်ဒီမိမိရဲ့နော်ဒါနကာယဒါနပေးကန့်စွန့်ကြဲခြင်းကကျွန်တော်တို့ဒါပြီးမြောက်ပြီးတော့မှမိမိရဲ့ကံကိုလည်းမြင့်မားစေမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့သီလလို့ခေါ်တဲ့ကိုကျင့်တရားကိုစောင့်ထင်းရမှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အနည်းဆုံးပေါ့နော်၅ပါးသီလလောက်ကိုတော့မိမိတို့တတ်နိုင်သမျှမြင်အောင်ထိမ့်သိမ်းပေးရမှာဖြစ်ပါတယ်အဲ့တော့သီလရှိတဲ့သူနော်ကိုကျင့်တရားကောင်းမွန်တဲ့သူကိုနတ်ကောင်းတဲ့မြတ်တွေကဝန်းရံပြီးတော့စောင့်ရှောက်တတ်ကြပါတယ်ဒါကြောင့်မို့လို့သီလမြဲတဲ့သူဟာဘီရဲ့နေကင်းဝေးပြီးတော့ဘာလို့ကံပွင့်တတ်ပါတယ်နော်ဒါရှင်လန်းတတ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဘာဝနာတရားကိုစီးဖြန်းခြင်းပဲဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်တို့ရဲ့စိတ်ကိုတည်ငြိမ်အောင်ကျွန်တော်တို့လေ့ကျင့်ပြိုးထောင်တာပါเนาะအဲ့တော့ဒီနေ့ကိုကျွန်တော်တို့အနည်းဆုံး10မိနစ်လောက်ပဲဖြစ်ဖြစ်အချိန်ပေးပြီးတော့ကျွန်တော်တို့ဖျားရှင်ကိုတာเนาะဒါမှမဟုတ်လည်းပတိစိတ်တာเนาะဒါမှမဟုတ်လို့ရှိရင်လည်းမေတ္တာပွားများတာမေတ္တာသုတ်တွေရွတ်ဖတ်ပွားများပေးတာတရားထိုင်တာเนาะစသဖြင့်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါစိတ်ကတည်ငြိမ်အေးချမ်းနေတဲ့သူဟာဆုံးဖြတ်ချက်တွေမှန်ကန်ပြီးတော့အမားနေတတ်ပါတယ်အဲ့တော့အမားနေတဲ့အတွက်ဘဝမှာကံကောင်းခြင်းတွေမိတ်ဆွေတို့ရရှိလာမှာပဲဖြစ်ပါတယ်နောက်ဆုံးနံပါတ်၄အချက်ကတော့မိမိရဲ့ပတ်ဝန်းကျင်နဲ့နေထိုင်မှုပုံစံကိုပြုပြင်ပေးရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့နေ့စဉ်ဖြတ်သန်းနေတဲ့ပတ်ဝန်းကျင်ဟာမိမိတို့ရဲ့ကံစားတာပေါ်မှာအများကြီးသက်ရောက်မှုရှိပါတယ်အဲ့တော့ပထမဆုံးအနေနဲ့မိမိရဲ့အိမ်နဲ့လုပ်ငန်းခွင်ကိုမိမိကတန်ရှင်းတတ်ရအောင်ထားပေးရမှာဖြစ်ပါတယ်အမိုက်တွေရှုပ်ပွားနေတာမျိုးတွေမဖြစ်ပါစေနဲ့เนาะအဲ့တော့မလိုအပ်တဲ့ပစ္စည်းအဟောင်းတွေကိုစုပုံထားတာနောက်ပြီးတော့မိမိရဲ့အိမ်အလုပ်ခွင်ကအလင်းအောင်မရဘဲနဲ့မှောင်မိုက်နေတာတွေဟာဒါမိမိအတွက်လက်ပိတ်စေပြီးတော့ကံမိတ်စေတဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အိမ်ကိုဒါတန်ရှင်းအောင်เนาะအလင်းအောင်ကောင်းကောင်းရအောင်เนาะတင်းပြတ်နေအောင်ပေါ့เนาะဒါထားခြင်းကကံကောင်းခြင်းနဲ့တမျိုးကိုဖိတ်ခေါ်တာ ਨੇ အတူတူပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့အလူရည်စက်လက်နဲ့မကွာမှုပဲဖြစ်ပါတယ်အဲ့တော့အလူရည်စက်လက်နဲ့မကွာဆိုတဲ့စကားအရာနေတိုင်းကြီးဒါမိမိကဟာလာပတ်စံနေလူတန်းနေရမှာဆိုလို့ချင်းမဟုတ်ပါဘူးเนาะအဲ့တော့မိမိအိမ်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရည်မှန်းပြီးကိုယ်ွယ်ပူဇော်ထားတဲ့ဘုရားကျောင်းဆောင်ရှိပါတယ်เนาะအဲ့တော့ဘုရားကျောင်းဆောင်မှာတောက်တော်ရည်ချမ်းကတ်တာမျိုးတွေเนาะဆွမ်းကတ်တာเนาะဗန်းเนาะစင်မီစသဖြင့်ပေါ့เนาะဒါမပြတ်ကတ်လူပူဇော်ပေးပါเนาะအဲ့တော့အိမ်တွင်းကိုအေးချမ်းစေပြီးတော့ဒီလိုလိုဆောင်ခြင်းအပြင်လက်လာပါတွေကိုပွင့်လန်းစေပါတယ်
နောက်တစ်ချက်ကတော့မိတ်ဆွေတို့အနေနဲ့မိတ်ကောင်းဆွေကောင်းတွေကိုရွေးချယ်ပြီးတော့ပေါင်းသင်းတတ်ဖို့လိုပါတယ်အဲ့တော့မိမိရဲ့ပတ်ဝန်းကျင်မှာအမြဲတမ်းညီးတွားနေတဲ့သူเนาะအတင်းပြောတတ်တဲ့သူเนาะဒါမကောင်းမြင်တဲ့ဝါဒရှိတဲ့သူတွေနဲ့မိမိကတက်နိုင်သလားဝေးဝေးနေပြီးပါเนาะပြီးတော့အလုပ်ကြိုးစားပြီးတော့ဒါစိတ်သဘောထားပြည့်ဝတဲ့သူတွေနဲ့ပေါင်းသင်းပါအဲ့တော့သူတို့စီကနေရတဲ့အပြုသဘောဆောင်တဲ့အရာတွေကဒါမိမိရဲ့ကံစားတာကိုပါเนาะလိုက်ပါပြီးတော့မြင့်တင်ပေးတတ်တဲ့သဘောရှိပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကံဆိုတာတခြားတရားယောက်ကမိမိကိုလာပြီးတော့ဖန်တီးပေးတာမဟုတ်ပါဘူးเนาะအဲ့တော့မိမိကိုယ်၌ကမိမိတွေးတောနေတဲ့စိတ်เนาะပြောဆိုတဲ့စကားเนาะမိမိပြုလုပ်တဲ့အလုပ်ဒီသုံးမျိုးလုံးကိုဒါမိမိကကောင်းကောင်းမွန်မွန်လေးနဲ့ဒါတည်တည်ချာချာဆောင်ရွက်ပြီးတော့မှဒါပြောင်းလဲလိုက်ခြင်းကသာလေဒါမိမိအတွက်အခိုင်အမာဆုံးနဲ့အမှန်ကန်ဆုံးသောဒါကံပြုပြင်နည်းလမ်းမှာဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကိုကျွန်တော်မျှဝေပေးပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီကနေ့ကနေစပြီးတော့မိမိရဲ့ကံတွေကိုဒါတိုးတက်အောင်ပြုပြင်ပြောင်းလဲပြီးတော့မှအားလုံးပဲကံကောင်းခြင်းတွေကိုမိမိကိုယ်၌ကကိုယ်တိုင်ဖန်တီးယူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကိုယ်စိတ်နှပြချမ်းသာကြပါစေ